အာဆင်နယ်တော်ချယ်ဆီဆိုတာငယ်နိုင်အသင်းဖြစ်နေပါပြီ။အားလုံးပဲမင်္ဂလာပါဘောလုံးချန်ပီယံကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အာဆင်နယ်အနေနဲ့ချယ်ဆီတို့ရဲ့လန်ဒန်ဒါဘီဟာအမြဲတမ်းအကျိတ်နဲ့ရှိတတ်ပေမဲ့အခုနောက်ပိုင်းနှစ်တွေမှာတော့အာဆင်နယ်ကချယ်ဆီပေါ်တိတိတတ်တာလွှမ်းမိုးထားနိုင်တဲ့အသင်းဖြစ်နေပါတယ်။မင်းညာကပွဲစဉ်မှာလည်းရိုစင်ညာရဲ့ချယ်ဆီတင်ဟာအာဒီဒါရဲ့အာဆင်နယ်ကိုရှင်နိုင်ဖို့ကြိုးစားခဲ့ပေမဲ့ကွင်းလန်ထိန်ချုံမှုနဲ့တိုက်စစ်စင်ပုံတွေမှာကွာဟချက်ကြီးမားခဲ့တာကြောင့်2 ဂိုး 2 ဂိုးနဲ့ထပ်မံရှုံးပေးခဲ့ရပါတယ်။ဒီဘက်မှာအာတီဒါရဲ့ပြင်ဆင်မှုဟာရိုစင်ညာထက်အဆအအရာတာလွန်နေခဲ့တယ်ဆိုတာညှိလို့မရပါဘူး။ပွဲစကလေးကအာဆင်နယ်ကပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီးပွဲချိန်21မိနစ်မှာတင်ဝီလျံစလီဘာကပူကာယိုကိုဆာကာရဲ့တောင်းကန်ဘောကတဆင့်ကောင်းတိုက်ပြီးဥဆောင်ကိုသွင်းယူပေးခဲ့ပါတယ်။ချယ်ဆီတင်ဟာပထမပိုင်းပြီးကနေထိရုန်းကန်ခဲ့ရပေမဲ့နာကျင်ချေပူမှာခြေပကိုရရှိခဲ့ပါတယ်။ရီစီဂျင်းရဲ့ထောင်းကန်ဘောကိုအာဆင်နယ်နောက်ခံလိုဟင်ကာပေးကကိုပြန်သွင်းခဲ့မိတာကြောင့်ပထမပိုင်းမှာချယ်ဆီတေးတီရလက်ထွက်ပေါ်အောင်ကစားနိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာအာဆင်နယ်ဟာကစားပုံမြင့်ပြီးချယ်ဆီကိုထပ်မံဖိအားပေးနိုင်ခဲ့ပါတယ်။နိုင်ငံတကာဘောလုံးပွဲစဉ်တွေကိုတနေရာထဲမှာစုံစုံလင်းလင်းစော့ကစားခြင်းတော့ငွေကြေးပိုင်းဆိုင်ရာ100%ယုံကြည်စိတ်ချရတဲ့ဘောလုံးချန်ပီယံရဲ့ Viber နဲ့ Telegram ဖုန်းနံပါတ်ဖြစ်တဲ့3992564046ခုမှာဆက်သွယ်စော့ကစားလို့ရပါတယ်ခင်ဗျာ။ပွဲချိန်66မိနစ်မှာတော့ဒီကလန်ရိုင်းရဲ့ထောက်ခံဘောကနေတစ်ဆင့်တင်မန်ကအနီးကပ်ခေါင်းတိုက်ပြီးအာဆင်နယ်အတွက်အဖိုးတန်နိုင်ကိုတင်ယူပေးခဲ့ပါတယ်။ဒီကိုကချယ်ဆီရဲ့စက်ပီကာကွယ်ပုံညံပြမှုကိုထပ်မံတက်ပြလိုက်တဲ့တွင်ကိုပါအာဆင်နယ်ကိုနိုင်ကိုပေးလိုက်ရပြီးချိန်မှာချယ်ဆီတို့အခြေအနေတွေကပိုဆိုးသွားခဲ့ပါတယ်။တိုက်စစ်မှုနဲ့တို့တယောက်နှစ်ဝါတနေနဲ့ထုတ်ပယ်ခံခဲ့ရတာကြောင့်ချယ်ဆီတို့တယောက်နဲ့ဖြစ်ခဲ့ပြီးအဲ့ဒီချိန်ကစပြီးရိုစင်ညာရဲ့တင်ဟာအာဆင်နယ်ကိုရှင်ကစားဖို့မဖြစ်နိုင်တော့ပဲကန်စစ်ကိုအသာပေးကစားခဲ့ရပါတယ်။ချယ်ဆီရဲ့တယောက်တဲ့ကိုပေါက်ချိန်ချမှုတချို့ကိုမြင်တွေ့ခဲ့ရပေမဲ့လည်းဒေးဗစ်ရာရဲ့လက်စွမ်းပြမှုတွေကချယ်ဆီတို့ချီပါကိုထည့်ရဖို့မလွယ်ကူခဲ့ပါဘူး။ပွဲပြီးမှာတော့အာဆင်နယ်ဟာအမရစ်မှာအနိုင်3မှတ်ထပ်ပြီးရှုပြခဲ့တယ်လို့လန်ဒန်ကအနီရောင်ပါဆိုတဲ့စာလန်းကိုလည်းစလုံးကြီးနဲ့ရေးထိုးနိုင်ခဲ့ပါတယ်။ရိုစင်ညာကတော့ချယ်ဆီနီးပြဖြစ်စတင်ကိုင်တွေကြီးကစပြီးအာဆင်နယ်နဲ့တွဲဆုံခဲ့တဲ့3ချိန်စလုံးမှာရှုံးနိမ့်ထားတဲ့နီးပြဖြစ်လာခဲ့ပါတယ်။သူ့ရဲ့ကစားသမားပြောင်းလဲတဲ့လူထုတ်ပုံတွေဟာအာတီဒါရဲ့ချုပ်တင်မြင့်စင်မှုတွေအောက်မှာပျောက်ဆုံးနေခဲ့တယ်လို့ချယ်ဆီတင်းရဲ့ကစားသမားတွေကလည်းစီကန်းပိုင်းနဲ့ခြေစွမ်းပိုင်းမှာအတော်လေးစဝိန်ကြကောင်းလာခဲ့ပါတယ်။အာဆင်နယ်ကတော့ဒီနိုင်ပွဲနဲ့တူမန်စီးတီးကို9မှတ်ထိဖြတ်ပြီးအမတ်ဖေးစရာထိပ်ဆုံးမှာဆက်လက်ဦးဆောင်ထားဆဲဖြစ်ပါတယ်။